စိတ်ကြည်လင်မှုကြိုးစားမယ်ဆိုလို့ရှိရင်ဟိရိဩတ္တပဆိုတဲ့တရားကိုရှင်းလို့တိဆောက်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဟိရိနဲ့ဩတ္တပဟိရိဆိုတာမဟုတ်တာလောက်ရမှာရှက်တယ်အဲ့ဒါပြောတာနော်ရှက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောရမှာရှက်တာတို့ဘိုးသွားရှက်ဒါမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောက်ရမှာရှက်တယ်မဟုတ်တာပြောရမှာရှက်တယ်အကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်လာမှာရှက်တယ်ယွန်းတယ်အကုသိုလ်မှန်တယ်မုန်းတီးတယ်ဟောအဲ့ဒါကိုဟိရိလို့ခေါ်တာနော်အကုသိုလ်ကိုရှက်ဖို့လို့မရှက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုပ်ပြီးဆိုလို့ရှိရင်ဒါမရှက်လို့လုပ်တာလို့ပဲပြောအောင်လူတွေကအဲ့ဒါကိုအဲ့ဒါလောက်ထိအောင်မသိကြတော့လူကြားထဲမှာဟွာဒီယာလုပ်ရင်အရှက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအရှက်မရှိဘူးဆိုတာကာဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ကောသနာမှာဖြစ်ခွင့်ပေးထားရင်အရှက်မရှိဘူးလို့ပဲပြောမှာပဲအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြည့်ပြည့်ဝဝနားမလည်တဲ့အခါကျတော့အရာထဲမှာအရှက်မရှိဘူးဆိုတာမလုံးမချုံဝဋ္ဌာကိုအရှက်မရှိဘူးလို့ပြောခြင်းပြောမယ်လူကြားထဲမှာဟိုလမ်းပေါ်မှာထွက်ပြီးတော့ရံဖြစ်ရဲတာတို့အရာထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာအဲ့ဒါမျိုးကြတော့အရှက်မရှိဘူးလို့ပြောကြတာအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကကိုယ်တဏ္ဍာမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအရှက်မရှိဘူးလို့ပဲပြောအောင်ဘာကိုမရှက်တာတော့ဆိုအကုသိုလ်ကိုမရှက်တာလေအခုကလူတော့ရှက်ချင်ရှက်မှာပေါ့အကုသိုလ်ကိုမရှက်တာအဲ့တော့လူရှက်တာကတစ်မျိုးအကုသိုလ်ရှက်တာကတစ်မျိုးအဲ့ဒီနှစ်ခုကွဲကွဲပြားပြားသိဖို့လိုတယ်အကုသိုလ်ကိုရှက်ဖို့လိုတယ်အကုသိုလ်ကိုရှက်တာကိုဆက်ဆုပ်တာကိုဟိရိလို့ခေါ်တယ်ဩတ္တပဆိုတာကြတော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့လန့်နေကြောက်တယ်လန့်နေကြောက်တယ်ဆိုတာအကုသိုလ်မိမိတဏ္ဍာမှာဖြစ်လာမှာကြောက်တယ်အကုသိုလ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာလို့ရှိရင်ခံရမယ့်အကျိုးဆက်တွေကိုလည်းကြောက်တယ်ဟောအဲ့ဒါကိုစာပေကျမ်းဂန်တွေမှာထင်ရှားဥပမာတစ်ခုပြောထားတယ်တန်တုံးကြီးတုံးဆိုပါစို့တစ်ဖက်ကမြီးဖုတ်ထားလို့ရဲနေဟိုတစ်ဖက်ကမစင်အညစ်အကြေးတွေလူးနေတယ်မစင်ညစ်ကြေးတွေလူးတဲ့ဘက်ကိုလည်းမကင်ဘူးဘာဖြစ်လို့တော့ယွန်လို့မီးထိထားလို့မီးပူနေလို့ရဲနေတဲ့ဘက်ကိုလည်းမကင်ရဲဘူးဘာလို့ပူမှကြောက်လို့လောင်မှကြောက်လို့အမကင်နာချင်းတော့တူတူပဲပေါ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ယွန်လို့မလုပ်တာရဲ့ကြောက်လို့မလုပ်တာရဲ့မလုပ်တာချင်းတူတူပဲဟုတ်ကဲ့လားရေချက်ကယွန်လို့မလုပ်တာကတစ်ခုကြောက်လို့မလုပ်တာတစ်ခုအဲ့ဒီနှစ်ခုကိုမိမိရဲ့နှလုံးသားထဲမှာရှင်းဥစွာတည်ဆောက်ရမယ်တဲ့လောကမှာရှိတဲ့ကိုချင်းသီလတွေဟာဟိရိဩတ္တပမရှိဘဲနဲ့ကိုချင်းသီလတွေဟာမပြည့်စုံနိုင်ဒါကြောင့်မို့လို့သီလတွေရဲ့အနိကဆုံးအကြောင်းတရားဆိုတာဟိရိဩတ္တပပဋ္ဌာနာတဲ့ဟိရိဩတ္တပဟာသီလရဲ့အနိကအကြောင်းတရားလို့ဆိုလို့အကုသိုလ်လုံးဝမရှက်တော့ဘူးအကုသိုလ်ကိုမကြောက်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုမှသီလမလုံဘူးအဲ့ပုဂ္ဂိုလ်ဟာနော်သီလမလုံဘူးဟိရိဩတ္တပဖြစ်လာပြီဆိုလို့ရှိရင်သီလလုံလာတယ်သီလရှိလာတဲ့သီလဟာလည်းခိုင်မြဲလာဒါကြောင့်မလို့ရှေးဥစွာကိုယ်တဏ္ဍာမှာအခြေခံအားဖြင့်စိတ်ကိုဖြူစင်ဖို့ရအတွက်ဟိရိဩတ္တပကိုအရင်တိဆောက်ပါလို့ပြောတာအဲ့